ဒီနေ့ဝတ်ပုံးရည်ကြီးချက်ပိန်းဦးနဲ့ပုံးရည်ကြီးဝဲလာတယ်ဒါတွေဝဲလာလဲဆိုတော့ပုံးရည်ကြီးရယ်ဟောဒါခရမ်းညင်သည်ဒါပိန်းတစ်ထောင်မို့ခရမ်းညင်သည်က1500ဒါကမကြီးသည်နောက်နေ့ကျအချင်းလောက်စားဒါဝတ်သားအစိတ်သားဝတ်သားဆေးမယ်ပုံးကြီးကတော့2000လောက်ပဲသုံးဒီကနီးမလာတော့ဝတ်သားဆေးပြီးတော့သာစနေနေထားလိုက်ဒါဆေးပြီးပါပြီဒါဆေးပြီးတော့သာစနေနေထားမှာစားဒါရတာမဟုတ်ချုံမောင်လေးရယ်စနေမောင်လေးနဲ့ဒီစနေမောင်မကြီးအိမ်ကယူလာနေကနေယူလာနည်းနည်းလေးထည့်တာနဲ့ဝါထိုင်နေအောင်အဲ့ဒီရေခဲတက်တာထည့်သိမ်းထားလိုက်သာစနေနေပြီးပါပြီဒီပဲုံလေးရေဆေးမယ်ပေါ့ဒါလေးပဲုံတစ်ထောင်လုံးပဲုံလေးရေးဆေးပြီးပါပြီရေးဆေးပြီးဒီလာမှပဲချက်ရတော့စပြီးချင်းကြက်တုံပြီးသင်ပါမယ်အဲ့တော့စီထည့်မယ်ပိုးပူလာပြီစီထည့်မယ်တရားလေးထည့်မယ်တရားထည့်ပြီးတော့အားလေးအယောင်ပြောင်းပြီးဆိုရင်အားလေးထည့်ပြီးစီတတ်မယ်သာစနေနေထားတဲ့ဝတ်သားလေးထည့်မယ်ပေါ့ဒီတိုင်းလေးလုံးဝတ်သား30တော့ပဲလားဒီအေးနဲ့လုံးနေရဒီဝတ်သားစီလေးတွေထွက်လာအောင်ဝတ်သားထည့်ဒါမျိုးနာလေးလုံးပြီးတော့ဝတ်သားမအီးပဲနဲ့စားကောင်းတယ်နော်။ဒီနည်းနည်းအေးလေးနဲ့လုံးပြီးတော့ဒီတအားပြင်းရင်ထူးတယ်ပေါ့။စားလေးနည်းနည်းထည့်မယ်။ပုံမုံထည့်မယ်။ပဲဦးလေးတွေထည့်ပါပြီ။ပဲဦးလေးတွေထည့်ပြီးထပ်လုံးပါမယ်။ပဲဦးလေးအရသာလေးတွေဝင်ပါအောင်။ဝတ်သားကလည်းစီလေးထွက်မယ်။ဒီလေးနည်းလေးထည့်မယ်ထည့်ပြီးတော့ဒီအေးလေးနဲ့ထည့်ထားမယ်ပေါ့
မီးပြင်းပြင်းနဲ့မတိုင်မီးအေးနဲ့ပြန်မယ်ခင်းအိုးလေးနှွေးထားတော့ဘိုးကလည်းရွာနေတယ်ဒီနေ့ကဝဲလာတယ်အပင်လေးနှစ်တောင်းတော့ပြီခင်းအိုးကတော့အနံ့မှုရတာရှယ်တယ်အဲ့တော့ဖုံးရည်ကြီးထည့်ဖို့အတွက်ပြင်ဆင်တယ်ပေါ့ဖုံးရည်ကြီးကဖုံးရည်ကြီး3တုပ်လောက်ထည့်30 3တုပ်လောက်ဒါလေးကျန်လူလေးညှက်လိုက်လူလေးညှက်ပြီးရင်လူလေးထုတ်လိုက်လွယ်လွယ်ကူကူလုပ်လို့ရအောင်ဒီလိုမျိုးလေးလုပ်ဒီဘက်ကိုလည်းဒီလိုမျိုးလေးလုပ်ပြင်ညှက်မှာဒီကနေဝိုက်ပြီးညှက်လိုက်တယ်ပြီးတော့ဒါမျိုးလေးဝိုက်ပြီးညှက်လိုက်ဒါလေးကိုရေလေးထည့်ပြီးတော့မွေထားလိုက်ဒီတိုင်းအလုံးလိုက်ထည့်မကြေမှာဆိုလို့ရေလေးထည့်မွေထားတာဒီတိုင်းထည့်လည်းရတယ်ချွေချက်တယ်လည်းဒီတိုင်းထည့်ကြကျွန်တော်ကမကြေမှာဆိုလို့ဒီလေးထည့်ပြီးမွေထားဒါလေးရေလေးဖြော်ပြီးပါပြီဆိုလို့ရှိရင်ဒီဟာလေးလည်းစီပြန်တယ်ပသားပုံးရည်ကြီးကိုပသားပုံးရည်ကိုဒါပိန်းကုန်ချက်ထားတာပါဒီပြင်းပြင်းနဲ့ပုံးရည်တွေရေပျော်ပြီးတော့အတန်းရေသွင်းတယ်ဆိုတော့ရေပျော်ပါလားမီးလေးလျှော့ထားမယ်ကဲဒါဆိုရင်ရပါပြီလှပဘိုက်တောင်စားနေတယ်ရှယ်ပဲဒါလည်းနူးဤโอเค没有，这钱你懂，这钱ရက်ချင်တော့ဝေးနေဒီနေ့ 没多啊， အဲ့ဒါ ဒီကိုမေးရ တော့ဖို့မေးပါ 没第三么啦， သားမှာ 第四笔单咯，ထမင်းတောင်ပုံရည်ကြီးနဲ့ ဘုံရင်ကြီးနဲ့ မွေးတယ် ပေါ်ဆက်သားနဲ့ ပိတ်ဦးနဲ့ပုံရည်ကြီးနဲ့ ရောက် တဲ့ ပဲ ချင်းတုံ ဒီဘက်ပကံတော့ ပကံတူပါတယ်တက်ကြီးရောအလိုဟူချပါတယ် စီတုံးစား စားဘူးစီတော့စားဘူးနော်ဒါမှမဟုတ် အေးဦးစား တ ကြည့် စ္ဆာရှိပါတယ်ကျွန်မအစီမစားပါဘူးဝဒါဒါစားအသားပဲစားပါတယ်ဒါလေးပါတယ်လေမောင်တုံးနဲ့ ဒီဟာ ဒုံးနဲ့ဟာလေးမိမထည့်ထားတယ်အေးထည့်ပြီးမှရှင်းပြန်ပေးမယ်ကြားပြီနော် မွေးနေ စားတော့မနော်ဘိုက်စားလာပါပြီအနက်စားနဲ့ညနေစားနဲ့ပေါက်စားပါပဲနှစ်နာရီထိုးနေပါ ရှယ်ပဲ တက်ချင်တော့ပုံမေးတော့ဟောရပါဘူး ဘုံကြိုက် ဘုံဝဲလို့သွားတက်ချင်တော့တို့ပါတော့နော် ချင်လေးလို့ ချင်းလေးလို့သွားရိတ်ကိုမရအောင် မြုပ်ကြီးကြိုက် စီရီကို အဲ့ မရ ပဲဦးလေးစားကောင်း စိုက်နေတော့ ဟေးကြိုက်ကြ အချင်းမဲလို့ပါတက်သားလေးလည်းကောင်းဟောတောက်ကြော်ကောင်းတယ် မအေးဘူးအသာအစီရနဲတက်တာ ဘာတော့ကြမှာပြန်တယ် စားကောင်းဆက်စားကြည့်ပါ ဆက်စားကြည့်ပါကောင်းပါတက်ချင်တော့တုံးလိုက်ပါ ကိုချက်ကိုကောင်းချင်လေးပါထည့်တာကောင်း မဟုတ်ပါဘူးတက်စားကြည့်မှမသိတော့မှစားမကြည့်ပါဘူး မအေးဘူး ကောင်းရပါရပူကောင်း ဒီတိုင်းလည်းမအေးဘူးစားလို့ရတယ် တမယ်လည်းဖြစ်နေတယ်သူကတမယ်လည်းမစားဘူးကွာရွက်ကြော်လို့ဘာလို့သိမလား တိုးစရာတော့မထက်လိုက်အောင်နော်ပဲဦးလေးကစားကောင်း ဟုတ်ပါ